Okay ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တို့ခြာညစ်ကက်လဲမယ်အောင်ဒီကောင်လဲကြည့်မှာပေါ့နော်ဒီတခြားစိတ်ပိုင်းလေးတွေကိုလည်းကျွန်တော်လည်း test ဆင်းပြသွားပေးမယ်မိတ်ဆွေတို့နော်ကျွန်တော်လည်းအတူတူအဆုံးထိလိုက်ပါကြည့်စို့ဖို့တောင်းဆိုချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီ model မှာဆိုရင်ခွာမယ်ဆိုရင်ဒီတိုင်းကာဘာနဲ့ပဲပေါ့နော်ဒီကာဘာအဖုံးလေးကိုခွာရုံပဲကော်ရီပါကတ်ထားတာမဟုတ်ဘူးပေါ့နော် Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီတိုင်းလေးပဲလက်တင်တစ်ခုခွာမယ်ကာဘာဘက်ကိုအားပြုပြီးတော့ပေါ့နော်ဒီကောင်လေးကလည်းခွာရတာနည်းနည်းဟိုတစ်ခါမှမခွာဘူးသေးဘူးဆိုရင်နည်းနည်းမှန်ဘက်ကိုအားပြုမိလိုက်ရင်မှန်ကွဲသွားနိုင်တယ်ဗောနော်အဲ့ဒါကြောင့်မလို့ကျွန်တော်နည်းနည်းတတိထားပြီးခွာမယ်အဲ့လိုလေးခွာပြီးပြီဆိုရင်ဒီကောင် finger ကြိုးအထဲမှာပဲကတ်နေတယ်ဘာမှမဖြစ်ဘူး Okay အဲ့ဒါဆိုရင်ကျွန်တော်အောက်ပိုင်းကိုအောက်ချမ်းဗောနော်အောက်ချမ်းကိုဖြုတ်မယ်စကူ၄လုံး၅လုံး၆လုံးရှိမယ်နော်စကူ6လုံးရှိမယ်အဲ့ဒီ6လုံးစလုံးကိုကျွန်တော်အကုန်လုံးဖြုတ်မယ် Okay ဒါပေမဲ့ battery shortcut ကိုအရင်ဆုံးဖြုတ်လိုက်တာကောင်းတယ်ဗောနော်ဘာဒီ shortcut ကိုဖြုတ်လိုက်ပြီဆိုရင်တော့တခြားစိတ်ပိုင်းမှာတော့ပူလာတော့ဘာလို့ဆိုရင် short မဖြစ်တော့ဘူးတကယ်လို့တပူမိသွားတယ်ဆိုရင် short ဖြစ်နိုင်တယ်ကျွန်တော်ကတော့ရတယ်ဆိုတော့တခါလေးပဲအောက်ချမ်းကိုတန်းဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့လိုအပ်တာကိုကျွန်တော်တို့လုပ်မယ် Okay အားလုံးကောင်းတီးတန်းတက်လဲတဲ့ဗီဒီယိုလည်းရှိတယ်ဗောနော်ခေါင်းကြီးဖြုတ်လဲတာနော်ခေါင်းကြီးပဲမဖြုတ်လဲချင်ဘူးမိတ်ဆွေတို့ကဒီအသက်လိုချင်တယ်အသက်လဲချင်တယ်ဆိုရင်လည်းလဲလို့ရတယ်အခုဒီမှာဒီကောင်ကတော့ခဲတိုးရမှာပေါ့နော်ဘာလို့လဲဆိုတော့5 bit တုံးဖုန်းတုံးခါမှုပေးတဲ့ဖုန်းတုံးအောင်လုပ်တဲ့ဒီ5 bit တုံးလေးရှိတယ်အဲ့ဒီတုံးလေးမှာသွားခဲလေးဟိုမှာခဲတိုးထားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ခဲတိုးရမှာပေါ့နော်ဟုတ်ပြီဒီကောင်ခေါင်းလေးကဒီမှာဟုတ်နော်ဒီခေါင်းတက်တက်ဖြုတ်လိုက်တဲ့ဗီဒီယိုလည်းရှိတယ်မိတ်ဆွေစိတ်ဝင်စားရင်ကျွန်တော်ရဲ့ YouTube channel ထဲမှာဝင်ကြည့်လို့ရပါတယ်နော် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့နော်ဒီမှာဒီကောင်ကိုဖြုတ်လိုက်အောင်မယ် Okay ဖြုတ်ထားမှာပေါ့နော်ဖြုတ်ထားပြီးတော့ကျွန်တော်တို့အစ်လေးကိုတက်မယ်အစ်တက်မယ်ဒီကောင်ကတော့ခဲတိုးတက်ဖို့တော့လိုတယ်ဗောနော်မိတ်ဆွေတို့ခဲဘယ်လိုတိုးရလဲဆိုတာကိုလည်းကျွန်တော်ရဲ့ YouTube channel ထဲမှာတင်ထားပေးပြီးပြီမိတ်ဆွေတို့ဝင်ကြည့်ပြီးတော့နော်ခုနေတိုင်းလုပ်ကြည့်လို့ရတာဗောနော်ဟုတ်ပြီဒီမှာကျွန်တော်တို့ထင်းရှူးကြီးလေးထင်းရှူးကြီးရပဲထားပြောတာလဲဆိုတာကိုလည်းကျွန်တော်အဓိကပြောထားပေးတယ်နော် Okay ကျွန်တော်ဒီမှာနည်းနည်းလေးထင်းရှူးကြီးလေးနည်းနည်းလေးတုပ်ပေးလိုက်မယ်နော်ဒီတိုးမဲ့နေရပါဗောနော်နည်းနည်းလေးပဲအများကြီးလည်းမတိုး Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ခဲခွေလေးနဲ့ခဲခွေလေးကမြင်မြင်တေးသေးလေးနဲ့ဆိုရင်တော့ပိုဆင်ပြေတယ်ကျွန်တော်လောလောဆယ်သုံးတာတော့ကြီးနည်းနည်းကြီးတယ်ဗောနော်ထင်းကြီးနည်းနည်းကြီးတယ်ပုံအောင်ကျွန်တော်တိုးလိုက်မယ် Okay ဒီဘက်မှာ Okay ရပြီနော်ရပြီဆိုတော့ကျွန်တော်ဒီမှာထပ်ပြီးတော့တက်ထားမယ် Okay ဒီလိုလေးတက်ထားလိုက်တော့မှာဗောနော်စာကနာလေးနဲ့ထောက်မယ် Okay ဒီမှာတက်သေးလေးဆိုတော့နည်းနည်းလေးတော့လက်ပေါက်စိတ်တယ်နော်ကျွန်တော်နည်းနည်းအနီးကက်လေးဆွဲပြပေးမယ်မိတ်ဆွေတို့ Okay ဒီမှာဒီလောက်ဆိုတော့တွေ့ရမှာလို့ထင်တယ်ဒီမှာအနီးအောင်လေး Okay ဆွဲတင်လိုက်ပြီ Okay တို့လို့ကောင်းကျွန်တော်ကြိုးလေးနည်းနည်းညှင်လိုက်မယ်နော် Okay ကျွန်တော်အပြင်ပဲဆွဲထုတ်လိုက်ပါမယ်နော်အပြင်ပဲထုတ်လို့လွယ်တယ်ဆိုတော့ထုတ်လိုက်မယ်မထုတ်လည်းရတယ်ထုတ်လည်းရတယ် Okay ဒီမှာကျွန်တော်ထုတ်ထားပြီကျိုးမြင်မဲ့ဟာလေးကဒီမှာ Okay ကျွန်တော်ကက်ကြီးလေးနဲ့နည်းနည်းတောင်းမလဲကတ်တာလေးပေါ့နော်နဲ့တောက်လိုက် Okay Okay အဲ့ဒါဆိုကျွန်တော်တို့တိုးလို့ရပြီနော်သူထိုင်လေးနဲ့ကျွန်တော်ဘယ်ဘက်ကနေတိုးရင်အဆင်ပြေမလဲဆိုတာလေးချက်ကြည့်မယ် Okay ကျွန်တော်ဒီလိုမျိုးလေးတိုးလိုက်တာပို့အဆင်ပြေမယ်ဒီလိုတိုးမှာပေါ့နော် Okay ရပြီတစ်ဖက်ကစာကနာလေးနဲ့ပေါ့နော်တစ်ဖက်ကစာကနာလေးနဲ့ကင်ထားမယ် Okay ဒီကောင်လေးကဒီလိုလေးဖိချလိုက်မယ် Okay ရပြီနော်တစ်ဖက်အနီချောင်းလေးပေါ့နော်အနီအဲဒီကောင်လေးက plug ဘိုင်းနဲ့တော့ခွဲထားရတယ်နော်socket ပေါ်မှာလည်းရေးထားပြီးသားနော်ရေးထားပြီးသားလေးကိုကြည့်လိုက်အောင်မယ်တူတော့မဟုတ်ပါဘူး Okay ရပြီနော်ရပြီဆိုတော့တန့်စင်ကြီးလေးနည်းနည်းလုပ်ပေးလိုက်နော်တန့်စင်ကြီးလုပ်ပေးလိုက် Okay တိုးလို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ပြန်တက်မှာပေါ့နော်ပြန်တက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီတိုင်းလေးပဲ Okay သူ့နေရာတိုင်းသူပြန်တင်လိုက်ရုံပဲပေါ့နော် socket လေးဆိုတာလည်းမသိလို့ဘယ်လိုတက်မလဲဆိုတာလည်းကျွန်တော်ပြီးအရင်ဗီဒီယိုလေးထဲကပြောထားပြီးပြီနော် Okay ခါလေးဒီမှာနော်တဲ့တယ်ဆိုရင်ဒီမှာနောက်ဝက်ကျိုးလေးပေါ့နော်နောက်ဝက်ကျိုးတဲ့တယ်ဆိုရင်ဒါလေးဖိလိုက်ရုံပဲကျွန်တော်စာကနာလေးနဲ့ချက်ကြည့်မယ် Okay တဲ့တယ်ဆိုရင်ဒီတိုင်းလေးဖိလိုက်ရုံပဲနော် Okay socket လည်းဒီတိုင်းပဲ socket လည်းနည်းနည်းလေးတဲ့လေးထားပြီးတော့ဟိုစောင်းပြီးတော့မဖိနေပါတော့စောင်းပြီးဖိရင်ကျွန်တော်တို့ဒီပင်းလေးတွေကောက်သွားတတ်တယ်ကောက်သွားတာလို့အလိုကျိုးသွားတာလို့ဖြစ်တတ်တယ်နော်အဲ့ဒါဆိုဒီတိုင်းလေးတဲ့သွားပြီ
တဲ့သွားပြီဆိုရင်ဒီမှာသူနေရာတိုင်းသူဖုံးမယ်ဒီတခြားလိုအပ်တဲ့စကူတွေပြန်တက်မှာပေါ့နော်စကူတွေအကုန်လုံးပြန်ဆွဲလိုက်တော့မယ်โอเคပြန်တက်မယ်ဒီဘက်မှာတစ်ခုโอเคကောင်းလုံးကျွန်တော်ဆွဲပြီးပြီဆိုရင်တော့ကျွန်တော်တို့တစ်ခါတည်းတန်းပြီးတော့ကြိုးထိုးကြည့်လို့ရပြီပေါ့နော်โอเคကျွန်တော်ဒီကောင်ကတော့အသစ်ဆိုတော့ဘာမှတူတူကြည့်တော့ပြန်စစ်စရာတော့မလိုဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကတစ်ခါတည်းတော့ပြန်လုံးမှာပေါ့နော်ဒီပြန်ဖုံးမှာပေါ့โอเคဒီမှာဒီကောင်လေးတွေကအဲ့လိုကျိုးနေလို့ဆိုရင်တော့ဒီလိုနည်းနည်းလက်ပေါက်စိတ်တာပေါ့နော်ပြုတ်နေတာလို့မကြလို့ဆိုရင်အသစ်ဒီကာဗာတွေအသစ်ပြန်လဲထားတာပါလို့ဆိုရင်အဲ့လိုမျိုးလေးတော့ဖြစ်တတ်တယ်ကျွန်တော်ဒီတိုင်းလေးပဲစောင်းထားပြီးတော့ကျွန်တော်ဒီမှာဒီလေးဖုံးဒီလိုလေးဆွဲကတ်လိုက်ရုံပဲပေါ့โอเคအဲ့ဆိုရပြီเนาะအဲ့လည်းကြာပြီအဲ့ဆိုရပြီကျွန်တော်အသင်ကျိုးထိုးကြည့်မယ်โอเคအသင်ကျိုးထိုးကြည့်လိုက်မယ်โอเคဒီမှာပေါ်မှာအသင်းနဲ့ပုံလေးပြတယ်မိတ်ဆွေတို့ခုလိုမျိုးဖုံးပြုတ်ပြင်နေတယ် software ပိုင်းတွေ hardware ပိုင်းတွေစိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ထားပေးမိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာလေးများရှိတယ်ဆိုရင်ဒီ video ရဲ့ comment ထဲမှာဝင်ရေးသွားပေးကျွန်တော်နောက်ထပ် video အသစ်ထပ်လုပ်ပေးမှာပေါ့နော်ဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်